ပြောဆုံးချီအတေးရဲ့မကြည့်အိမ်ပြန်ချင်ပြီးရှင်နာစွာပြောင်းလဲတွေ့တဲ့တရားမီငကိုတူညီချစ်ဖို့တဲ့တတူစီစိတ်ပန်းလေးကကိုပွင့်လေးကတလုံးမရှောင်ပြဘူးပါသည်ချစ်ဆုံးရဲ့အပြောင်းရလေးစိတ်ကြည်ညိုကတန်မြင်ရောက်နေသည်မုံကြီးညဝဝီဒီအခုတော့လေသူမလာနိုင်မီဒီချိန်ဆုံးရင်ညချေဦးလေလေအောင်လားဆုံးနိုင်ရတစ်ချိန်တော့ကချစ်သူစီရောက်လေတွေ့တဲ့တရားမီကိုတူညီချစ်ဖို့တဲ့တတူစီစိတ်ပန်းလေးကကိုပွင့်တွေ့ခင်ကလမ်းမရှောင်ပြေပါသည်ချစ်ဆုံးရဲ့ပြောင်းရင်လေးတွေစိတ်ကြည်နူးကပြန်နေအောင်နေသည်မုံကြီးညဝဝီဒီအခုတော့လေဒီမလာနိုင်မီဒီချိန်ဆိုရင်ညချေဦးလေလွယ်အောင်လားဆုံးနေရချိန်တော့ကချစ်သူစီကျေကောင်းစင်ကတော့ဒီချိန်တုန်းကချစ်သူစီဖြစ်ပါတယ် Thank you